AutoCAD 3D ပုံလေးဆွဲကြည့်ပါမယ်အရင်ဆုံးသူက front view ကိုထားပါမယ် front view လေးမှာ line 2ကိုစယူမယ် line enter စမှတ်ချမယ်ဒီဘက်ကို direction ပြ18 enter ပြီးဆိုရင်အလယ်မှတ်ကစဆွဲမယ် line enter ဒီကနေ6လက်မ enter ပြီးဆိုရင်ဒီကနေပြီးတော့မှ4လက်မပြန်သွားမယ် end point ကနေအောက်တက်တဲ့ကို4လက်မ enter ပြီးဆို4လက်မ end point ကနေဒီ4လက်မ end point ကိုထိမယ်ဒီရဲ့6လက်မ end point ကိုထိပြီးဆိုဒီဟာကို fillet သွားမယ် F enter R enter radius က 0.5 enter ပြီးဆိုရင်သူနဲ့ fillet ချိုးလိုက်ပါမယ်သူနဲ့ enter နဲ့ fillet ချိုးလိုက်ပြီးဆိုလို့ရှိရင်သူကဒီကနေပြီးတက်လက်မှတ်တက်မယ် line enter ဒီကနေတက်လက်မှတ်သွားမယ် enter ဒီဘက်ကို2လက်မှ enter ဒီဘက်ကိုကြာ3လက်မှ enter ဒီဘက်ကိုကြာတော့3လက်မှ enter ပြီးဆိုရင်အောက်ကို1လက်မှ enter ဒါဆိုရင်ဒီ line လေးတွေကိုဖြတ်လိုက်မယ် tally နဲ့ပြီးဆိုလို့ရှိရင်ဒါလေးကို fillet သွားမယ် F enter R enter point 2 enter ပြီးဆိုရင်သူနဲ့ fillet point 2သွားမယ်သူနဲ့ fillet point 2သွားမယ်သူနဲ့ fillet point 2သွားမယ်သူနဲ့လည်း fillet point 2သွားမယ်ဒါဆိုရင်ဒီထိရသွားပြီဆိုတော့ဒါလေးကို join ဆက်မယ် join enter ဒီသူနဲ့ကိုတစ်ဆက်တည်းဖြစ်ခြင်းတဲ့အတွက် join ဆက်လိုက်တဲ့ enter ပြီးဆိုရင် join ဆက်သွားပြီဆိုရင်သူ့ကို SW view ကိုထားလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာ circle တစ်ခုဆွဲမယ်အဲ့တော့ circle ကကြတော့ circle enter ကလစ်တစ်ချက်ချသူ့ကိုဒီနားလေးမှာ point 2 enter ဒါလေးဆွဲလိုက်တယ်ပြီးဆိုရင် sweep ပတ်မယ် SWEEP sweep enter select object မှတ်မယ် enter ပြီးဆိုလို့ရှိရင်ပတ်လမ်းကြောင်းကိုမှတ်မယ်ဒါဆိုရင်ဒီထိရသွားပြီအဲ့တော့မှဒီမှာလဲset wine တစ်ခုဆွဲမှာဖြစ်တဲ့အတွက် circle enter ဒီနားလေးမှာလဲ point 2 enter ပြီးဆိုလို့ရှိရင်သူ့ကိုကြတော့ join ဆက်မယ် join enter သူနဲ့ကို join ဆက်လိုက်တယ်သူနဲ့ join ဆက်လိုက်တယ်ပြီးဆိုလို့ရှိရင် enter ပြီးဆို sweep ပတ်မယ် SWEEP sweep enter object ကို select မှတ် enter circle ဆက်သွားပတ်လမ်းကြောင်းကို select မှတ်ဒါဆိုရင်သူ့ကိုဒီလိုလေးတွက်ကြည့်ဒါဆိုရင်သူက constituent နဲ့ကြည့်လိုက်ရင်ဒီလိုပုံလေးဖြစ်သွားပြီအဲ့တော့သူကဒီနားလေးမှာ line လေးတစ်ခုထပ်ဆွဲမယ် line enter ဒီကနေပြီးတော့ဒီရဲ့ဒီ center ကနေပြီးတော့မှဒီဘက်ကို2လက်မှ enter ပြီးဆိုရှင်ဒီဘက်ကို2လက်မှ enter ပြီးဆိုလို့ရှိရင်1လက်မှနဲ့ဆွဲမယ်1လက်မှ enter ပြီးဆိုဒီပေါ်လေးကို1လက်မှ enter ပြီးဆိုအဲ့ဒါလေးကိုပဲ line 2နဲ့ပဲဆက်မယ် line enter ဒီကနေမှ1လက်မှ enter 2လက်မှ enter ဒီကနေမှ1လက်မှ enter အပေါ်ကို1လက်မှ enter ပြီးဆိုလို့ရှိရင်ဒီနားလေးမှာပဲ circle တစ်လုံးဆွဲမယ် enter point 1 enter ပြီးဆိုရင် SWEEP sweep enter solid မှတ် enter ပတ်လမ်းကြောင်းကိုမှတ်မယ်အရင်ဆုံး join ဆက်ထားမယ် join enter join enter ပြီးဆိုလို့ရှိရင် SWEEP sweep enter select object မှတ် enter ပတ်လမ်းကြောင်းကိုမှတ်ပြီးဆိုလို့ရှိရင် circle လေးက point 1 enter ပြီးဆိုရှင် SWEEP sweep enter select object ကိုမှတ်မယ် enter object ကိုမှတ်မယ်ဒါဆိုရင်ဒီပုံလေးရသွားမယ်